ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်မိုင်40အကွာမှာရှိတဲ့ကျိုင်းခန်းရေလောင်တမန်ဘတ်စုံစီမံကိန်းကို2005-2006ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2025-2026နှစ်ကုန်ထိတည်ဆောက်ပြီးစီးမှု98.5%ရှိပြီးကျန်ရှိတဲ့ဆက်ဆက်လုပ်ငန်းတွေကို2026-2029ဘဏ္ဍာနှစ်မှာပြီးစီးအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာကျိုင်းခန်းရေလောင်တမန်အနေနဲ့ကန်ရီပြည့်ရေလောင်ပမာဏဧကပြီး3သိန်းခွဲခန့်တိုးလောင်ထားနိုင်ပြီးလက်စစ်တပ်အား9မဂါဝက်နှလုံးဖြင့်နှစ်စဉ်လက်စစ်စွမ်းအား24ကီလိုဝက်နာရီတန်းပေါင်းထုတ်လွှတ်နိုင်မှာဖြစ်ကြောင်း10မြောက်နဲ့ရေသုံးချမှုစီမံခန့်ခွဲဦးစီးဌာနမှညွှန်ကြားမှုမျိုးပြဦးအောင်မိုးဝင်းကအခုလိုပြောကြားထားပါတယ်ခင်ဗျာဒီတိုင်းကရေလောင်တမန်ဘက်ဆိုစီမံကိန်းကိုဒီဆောက်ရတဲ့ရွေချက်တွေရှိပါတယ်ခင်ဗျာအဲ့ဒါတွေကတော့နံပါတ်1ကတော့ဒီနတ်အချောင်းပေါ်မှာကျန်းခန်းရေလောင်တမန်ဒီဆောက်ပြီးတော့ရေကပြီး3သိန်းခွဲခန့်စေရီတူလောင်ပါမယ်ခင်ဗျာအဲ့စေရီနဲ့လက်စစ်တာအား10မီဂါဝတ်ပေါ့နော်9မီဂါဝတ်နှလုံးနဲ့နှစ်စဉ်လက်စစ်စွမ်းအား24ကီလိုဝတ်နာရီတန်းပေါင်းထုတ်လွှတ်နိုင်မှုဒါတစ်ချက်ပါခင်ဗျာနောက်တစ်ချက်ကတော့ဒီအောက်ဖက်မှာဒီဆောက်ပြီးဖြစ်တဲ့ဇော်ကြီးရေလောင်တမန်နဲ့မြို့ကြီးရေလောင်တမန်တို့ရှိပါတယ်အဲ့ဒီကိုကျန်းခန်းရေလောင်တမန်ကနေလက်စစ်တာအားထုတ်လို့ရတဲ့ရေနဲ့ဆက်သွယ်မြောင်းငါတစ်ဆင့်ဇော်ကြီးရေလောင်တမန်ကိုရေလွှတ်ပေးပါမယ်ခင်ဗျာဇော်ကြီးရေလောင်တမန်မှာတစ်ဆင့်ယူကြီးရေလောင်တမန်ကိုရည်ချစ်ပြေးပါအဲ့ဒီလိုလွတ်ပေးခြင်းအပြင်ဇော်ကြီးရေလောင်တမန်မှာရှိတဲ့6မီဂါဝတ်နှလုံးကိုသူကပထမသူမူလရွယ်ချက်30ကီလိုဝတ်နာရီတန်းပေါင်းကနေပြီးတော့49ကီလိုဝတ်နာရီတန်းပေါင်းတိုးမြင့်ထုတ်လုပ်နိုင်မယ်။နောက်တစ်ခါမြို့ကြီးရေလောင်တမန်မှာတက်စစ်တက်စင်တာအား15မီဂါဝတ်နှလုံး135.9ကီလိုဝတ်နာရီတန်းပေါင်းထုတ်လွှတ်နေရကနေပြီးတော့180ကီလိုဝတ်နာရီတန်းပေါင်းတိုးမြင့်ထုတ်လွှတ်နိုင်ပါမယ်ခင်ဗျ။နောက်တစ်ချက်ကတော့ကျွန်တော်တို့ကြောက်ဆယ်မြို့နယ်မှာရှိတဲ့ရေတောက်ဧကလေမြေဧရိယာ8100ခန့်နဲ့ကင်းနာလက်ရမြောင်းရေတောက်စနစ်လေမြေဧရိယာ3900ခန့်တို့ကိုစိုက်ပျိုးရေးလုံလောက်စွာပြေးဝင်နိုင်ပါမယ်ခင်ဗျရေလောင်တမန်မှာရေစုပေါင်းရေပြည့်ရေလောင်ပမာဏဆိုရင်3,450,000ဧကပေရှိပါမယ်ခင်ဗျာကျန်းကန်းရေလောင်တမန်ကိုစောက်လိုက်တာနဲ့ကျန်းကန်းရေလောင်တမန်ကနေပြီးတော့သူရှိတဲ့ရေတွေနဲ့လက်စစ်တပ်အားထုတ်လိုက်တာနဲ့နှစ်စဉ်သူက24ကီလိုဝတ်နာရီတန်းပေါင်းတိုးထုတ်လာနိုင်ပါမယ်ခင်ဗျာနောက်တစ်ခါသူကဒီဇော်ကြီးရေလောင်တမန်ကြတော့လေမူလ30ကီလိုဝတ်နာရီတန်းပေါင်းထုတ်ရကနေပြီးတော့49ကီလိုဝတ်နာရီတန်းပေါင်းထုတ်လိုက်တဲ့အတွက်19ကီလိုဝတ်နာရီတန်းပေါင်းတိုးလာပါမယ်။နောက်မြို့ကြီးရေလောင်တမန်လည်းခုနဇော်ကြီးကနေထုတ်တဲ့ရေနဲ့ပထမသူတို့မူလထုတ်နေတဲ့135.9ကီလိုဝတ်နာရီတန်းပေါင်းကနေ180ကီလိုဝတ်နာရီတန်းပေါင်းတိုးထုတ်မယ်ဆိုတဲ့ခါကျသူကလည်း44.3ကီလိုဝတ်နာရီတန်းပေါင်းတိုးထုတ်လာပါမယ်။အဲ့တော့အချုပ်ပြောရရင်တော့ကျွန်တော်ကျန်းကန်းရေလောင်တမန်ဆောက်လိုက်တာနဲ့ကျန်းကန်းရေလောင်တမန်ကလွှတ်လိုက်တဲ့ဒီဇော်ကြီးမှာတိုးမယ်မြို့ကြီးမှာတိုးမယ်အဲ့ဒါဆိုရင်ကီလိုဝတ်နာရီတန်းပေါင်း85.3မူလအတက်ကိုကျွန်တော်တို့ကလက်စစ်တားလေးတိုးထုတ်လာနိုင်ပါမယ်ခင်ဗျထုတ်လိုက်တဲ့လက်စစ်တအားတွေကိုဒီကျန်းခန်းကနေပြီးတော့ဇော်ကြီး1ကနေဇော်ကြီး1ပို့ဇော်ကြီး1ကနေအောင်တပြည်တအားခွေးုံကိုပို့ပြီးတော့ National မဟာတအားလိုင်းတွေကိုထည့်ပြီးတော့ထုတ်လွှတ်လိုက်ပါမယ်ထုတ်လွှတ်လိုက်တဲ့ရည်ဒီပေါ့တစ်ဆင့်လှောင်ပြီးတော့နောက်ဆုံးမြို့ကြီးကတစ်ဆင့်ကျွန်တော်တို့ကဒီခုနကြောက်စင်မြို့နယ်ဇော်ကြီးရေတောက်စနစ်ပေါ့နော်အဲ့ဒီရေက7000ကျော်ရယ်ခုနမြို့ကြီးအောက်မှာဆက်ဆက်နေတဲ့ကင်းနာရေလောင်တမန်ကိုရေကူပေးမှာပေါ့နော်အားလုံးတစ်သိန်းဧကတစ်သိန်း2000ကျော်အားလုံးပို့ပြီးတော့ကျတော့တိတက်တိမြတ်လေးပို့စိုက်နေပါမယ်ရေလောင်တမန်စောက်တဲ့